Okay မင်္ဂလာပါညည Professor George Tracer နာမပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီ accessory မျှဝေမှုတွေတဲကမှာကျွန်တော်တို့ပြောထားတဲ့ Excel plus Avant Excel plus Excel for Accountant Business ဆိုတဲ့ course တွေမှာကျွန်တော်တို့ဒါဒုတိယတစ်ခုအနေနဲ့ထပ်မံသင်ကြားမှာ Avant Excel ပိုင်းပဲဖြစ်တယ် Avant Excel ပိုင်းတွေကိုကျွန်တော်သင်ကြားမယ်ဆိုတော့ Avant Excel မှာသင်ကြားစရာပညာရေးတွေအများကြီးရှိတယ်ကျွန်တော်တကယ် Avant Excel တွေကိုသင်ကြားမယ်ဆိုတော့သင်လို့မကုန်ဘူးပေါ့နော်ဘာဖြစ်လို့ဒီဓမ္မကတဲ့ပညာရေးတွေကိုလေ့လာပြီးတော့ကျွန်တော်တို့ကလေ့လာတော့မကုန်တဲ့အခြေအနေဖြစ်နေတယ်ချုံတင်တိုင်းမှာဆို365ရက်တီပေါ့နော်ပညာရေး Excel ပညာရေးကိုသင်ကြားတဲ့ course တွေတော့ကျွန်တော်တို့ရှိတယ်ဒါဆိုကျွန်တော်ကအများကြီးတော့တက်မြောက်ထားတယ်လုပ်ငန်းမှာလက်တွေ့ကျအသုံးပြုတဲ့နေကျွန်တော်တို့အခြေအနေ waste ဖြစ်တယ်ကျွန်တော်ကဒီဓမ္မကတော့ပညာရေးတွေကိုလေ့လာဖို့လည်းကျွန်တော်တို့ကအခြေပေးဖို့စီမှတ်ဖို့လည်းအုံနောက်မှာအကန့်နေထားဖို့ကြံတယ် Okay ဒါဆိုကျွန်တော်ကဘာလုပ်မှာကျွန်တော်တက်မြောက်မဲ့ Avant Excel တွေထဲကနေပြီးတော့ကျွန်တော်တို့လုပ်ငန်းခွင်မှာတကယ်ထိမိမိ used to เนาะ everyday ပေါ့เนาะအများလိုအသုံးပြုနေနိုင်မဲ့ပြုနေရမဲ့ Avant Excel တွေကိုကျွန်တော်တို့ကဘာလုပ်လဲတက်မြောက်ဖို့လိုတယ်အဲ့ဒါကတော့ဘာလဲဆိုရင် format တွေပဲ defining data variation VLOOKUP lookup sum if every if count if pivot တွေပဲ duplicate charge combine formulation အဲ့တော့ဒီအရာ12ခုကိုသာပိုင်နိုင်ကျွမ်းကျင်ချင်းရခဲ့တယ်ဆိုရင်ကျွန်တော်ဆက်လက်သင်ပေးမယ် Excel for Accountant and Business ဆိုတဲ့သင်ခန်းစာနဲ့တာပေါင်းပြီးတော့တက်မြောက်လိုက်မယ်ဆိုရင်လုပ်ငန်းခွင်မှာကိုယ်ပိုင်စီးပွားရေးဖြစ်စေသူတစ်ပါးလုပ်ငန်းကိုပတ်တိုင်လုပ်ရသည်ဖြစ်စေစင်းကိုင်လုပ်နေဖြစ်စေ management level နဲ့ဖြစ်စေမြည်သည့်နေရာကိုပဲရောက်နေပါစေကျွန်တော်သင်ကြားလိုက်တဲ့ Excel plus About Excel plus Excel for Accountant and Business course တွေကိုတည်တည်ကြကြလေ့လာသင်ယူလေ့ကျင့်လိုက်ခြင်းအဖြစ်သင်ရဲ့လုပ်ငန်းခွင်သင်ရဲ့နေရာတစ်ခုမှာသင်သည်ကောင်းမွန်စွာချက်တည်နိုင်တဲ့သူတစ်ယောက်ဖြစ်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီမျှဝေမှုတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ငင်းကြောင် Professional George Training Center ရဲ့ YouTube channel ကို subscribe လုပ်ထားဖို့လိုအပ်ပါတယ်လေ့လာသူပေါင်းနေနဲ့သိကျင်တာတွေကိုလည်း comment ပေါက်မှာမေးထားခြင်းအဖြစ်ကျွန်တော်ရဲ့မျှဝေမှုကိုထပ်မံမျှဝေပေးသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးကျွန်တော်အနေနဲ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ Excel for Accountant and Business မှာဘလို့အရာမျိုးတွေဒီလို Avant Excel တွေအသုံးပြုပြီးတော့လွယ်လွယ်ကူကူရသွားမယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်အနေနဲ့ဆက်လက်မျှဝေပေးသွားမှာ